မင်္ဂလာပါရှင်မဖြစ်နိုင်ဘူးဆိုတာတေချာပြီလားဆိုတဲ့ podcast အစီအစဉ်ကနေနားဆင်သူပေါင်းကိုပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ဖေမီရဲ့နာမည်ကျော်စာအုပ်တစ်အုပ်လုံးဖြစ်တဲ့မဖြစ်နိုင်ဘူးဆိုတာတေချာပြီလားကိုခြုံငုံတုံးတက်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီစာအုပ်ကဘာတွေပြောပြလဲဘယ်သူတွေဖတ်တင်လဲဆိုတာကိုလည်းအကြံပြုပေးသွားမှာဖြစ်ပါတယ်ဖေမီရဲ့မဖြစ်နိုင်ဘူးဆိုတာတေချာပြီလားစာအုပ်ဟာခေါင်းစဉ်အတိုင်းပဲကျမတို့ရဲ့ဘဝမှာကြုံတွေ့ရတဲ့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ပြီးအောင်မြင်မှုရရှိနိုင်မလဲဆိုတဲ့စိတ်သက်ခွန်အားပေးစာအုပ်တစ်အုပ်လည်းဖြစ်တယ်။စာအုပ်ထဲမှာကဘာကျော်ပုဂ္ဂိုလ်များရဲ့ဘဝဇာတ်ကြောင်းတွေသူတို့ဘဝရဲ့ရုန်းကန်ကြိုးစားမှုတွေအသားအစီးတွေကိုကြော်လားပုံတွေကိုရှင်းလင်းပြသတဲ့ပါဠိစကားနဲ့တင်ပြထားပါတယ်။စာအုပ်ရဲ့အဓိကရည်ရွယ်ချက်ကတော့လူတိုင်းရဲ့မွေးရပါစွမ်းရည်တွေမလျှော့တဲ့ဇွဲလုံလပြတ်သားတဲ့ရည်မှန်းချက်တွေနဲ့မဖြစ်နိုင်ဘူးဆိုတဲ့အတွေးအခေါ်ကိုဘယ်လိုခြေဖြတ်နိုင်မလဲဆိုတာကိုလက်တွေ့ဥပမာအနေနဲ့လည်းပြသပေးထားပါတယ်။ဘဝဆိုတာအမြဲတမ်းဖျောက်ဖြူနေတာမဟုတ်ဘူး။အခက်အခဲတွေဆုံးရှုံးမှုတွေစိတ်သက်ကြစရာအနေနဲ့လည်းကြုံတွေ့ရတတ်တယ်။အဲ့လိုကြုံတွေ့ရတဲ့ဟာကိုလက်ခံပြီးအဲ့ဒီအခြေအနေကြားကနေဘယ်လိုရှေ့ဆက်လျှောက်လဲမလဲဆိုတဲ့အတိအမြင်တွေကိုပေးဆွဲနိုင်တယ်။စာအုပ်ထဲမှာပါဝင်တဲ့ပုံကိုယ်တအုပ်ချင်းစီတိုင်းဟာကိုယ်ပိုင်ထူးခြားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရတဲ့သူတွေပါ။ Just Penny လို့ဟာတာမင်းသားကြီးကအောင်မြင်ဖို့အတွက်ဘလောက်တေးစိတ်စူးစမ်းခဲ့ရတယ်။အလို့ဘောဘလောက်ထိစေတနာထားပြီးပြင်ဆင်ခဲ့ရတယ်ဆိုတာကိုလည်းသိရှိခဲ့ရတယ်။ Margaret Baswhite လို့ကဘာကျော်တပ်ပုံဆရာမကတော့ငယ်စဉ်ကတည်းကကြောက်စိတ်ကိုဘလို့ရဲရဲဝုန်းဝုန်းရင်ဆိုင်ကြော်လွှားခဲ့တယ်။အသက်ဘေးအန္တရာယ်တွေကြားကနေတောင်လှုပ်ရှားရှိတာအာယုံဆိုင်ဆိုတဲ့ခံယူချက်နဲ့ဘလို့အလုပ်ကိုပြီးမြောက်အောင်လှုပ်ဆိုင်ခတ်လဲဆိုတာကိုစိတ်လှုပ်ရှားဖွယ်နားဆင်ခဲ့ရပါတယ်။ Helen Hill လို့ပြဆက်မင်းသမီးကြီးရဲ့ဇက်လန်းမှာတော့အောင်မြင်မှုဆိုတာသူတစ်ပါးရဲ့ချီးကျူးမှုတဲ့ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုကပိုပြီးအရေးကြီးတယ်ဆိုတဲ့မိခင်ရဲ့တန်ဖိုးအကြီးဆုံးတင်ခန်းစာကိုနားလည်ခဲ့ရပါတယ်။ကိုယ့်ရဲ့အသက်ပညာကိုပြည့်ပြည့်ဝဝတက်ကြွဖို့ဘယ်လောက်ထိစ조사အားထုတ်ရလဲဆိုတာကိုတူမရဲ့ဘဝကတက်တည်ပြပေးခဲ့တယ်။ဒီလိုပုံကိုယ်တည်းရဲ့ဇက်ကြောင်တွေကနေတက်စစ်မဖြစ်နိုင်ဘူးဆိုတာကိုယ်စိတ်ထဲမှာရှိနေတဲ့အတွေးတစ်ခုတာဖြစ်တယ်။တကယ်တမ်းစွစားရဲရမယ်စူးစမ်းရမယ်ဇွဲမလျှော့ဘူးဆိုရင်ဘလို့အခက်အခဲမစိုးကြော်လာနိုင်မယ်ဆိုတဲ့ခွန်အားကိုစာဖတ်သူများကိုပေးစွမ်းနိုင်တယ်ဒီလိုအဖို့တန်တဲ့စာအုပ်ကိုဘလို့လူတွေဖတ်တင်တယ်လဲလို့မေးလာရင်စိတ်သက်ကြနေတဲ့သူတွေဘဝမှာအခက်အခဲတွေအသားစီးတွေနဲ့ကြုံတွေ့ပြီးစိတ်သက်ကြနေတဲ့သူတွေ86လမ်းဖို့ခွန်အားတွေလိုအပ်နေတဲ့သူတွေအတွက်ဒီလိုစာအုပ်ကအားစေးတစ်ခွက်ပါပဲပန်းတိုင်ရှိပြီးဇွဲလုံးလာလိုအပ်တဲ့သူများကိုပိုင်ပန်းတိုင်တစ်ခုရှိပေမဲ့အခက်အခဲတွေကြောင့်လက်လျှော့နေတဲ့သူတွေဇွဲလုံးလောက်ကိုပုံမမြင့်တင်ချင်တဲ့သူတွေအတွက်အလွန်ကောင်းမို့တဲ့လမ်းညွှန်စာအုပ်တအုပ်ဆိုလည်းမမာဘူးကိုပိုင်ဖွံ့ဖြိုးတိုးတက်လို့သူများမိမိကိုယ်ကိုပုံမကောင်းမွန်အောင်ပြုပြင်လို့သူများအကောင်းမြင်စိတ်ရင်းရင်းနဲ့စိတ်သက်တွေကိုမွေးမြူလို့သူများအတွက်အဖို့တန်တဲ့တင်ကန်းစာတွေလည်းပါဝင်နေငယ်ရွယ်သူများဘဝလမ်းစာကိုစတင်လျှောက်လန်းမဲ့လူငယ်တွေအတွက်ရှေ့လျှောက်ရန်လမ်းခရီးမှာကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ဖို့ပြင်ဆင်နိုင်ဖို့အတွက်အကောင်းဆုံးလမ်းပြပေးနိုင်တဲ့စာအုပ်တစ်အုပ်လည်းဖြစ်တယ်။အနုပညာရှင်များဖြိုးပြရေးစီးပွားရေးစတဲ့နယ်ပယ်အသီးသီးကအောင်မြင်ခဲ့တဲ့ပုံကိုယ်တွေရဲ့ဇာတ်ကြောင်းတွေကကိုယ့်ရဲ့နယ်ပယ်လုပ်ငန်းအတွေ့အကြုံတွေကိုစိန်ခေါ်မှုတွေကိုဘယ်လိုကျော်လွှားနိုင်မလဲဆိုတဲ့အတွေးအမြင်တွေကိုလည်းပေးစွမ်းနိုင်တယ်။တူပြောရရင်တော့ဘဝမှာအောင်မြင်ခြင်းတဲ့တူတိုင်းစိတ်သက်ခွန်အားလိုတူတိုင်းမဖြစ်နိုင်ဘူးဆိုတဲ့အတွေးကိုခြေဖြတ်ခြင်းတူတိုင်းဒီစာအုပ်ကိုမဖြစ်မနေဖတ်တင်တယ်လို့အကြံပြုချင်ပါတယ်မဖြစ်နိုင်ဘူးဆိုတာတေချာပြီလားစာအုပ်ဟာစာပတ်သူရဲ့အတွေးအမြင်ကိုပြောင်းလဲပေးနိုင်စွမ်းရှိတဲ့စာအုပ်တစ်အုပ်လည်းဖြစ်တယ်စာပတ်ပြီးတဲ့အခါမှာတင်းရဲ့စိတ်ထဲကျမတို့ရဲ့စိတ်ထဲမှာကိုယ်တိုင်ရဲ့ဘဝမှာလည်းမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေဟာတကယ်တမ်းစိန်ခေါ်ကြည့်ရင်ဖြစ်နိုင်တယ်ဆိုတာကိုလက်တွေ့သိရှိခံစားလာရလိမ့်မယ်။ဒါကြောင့်ဒီစာအုပ်ကိုမဖတ်ရသေးရင်အမြန်ဆုံးရှာဖွေဖတ်ရှုဖို့တိုက်တွန်းရင်ဒီ pocket အစီအစဉ်ကိုနှီးကုံချုပ်လိုက်ရပါတယ်ရှင်။နားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်အပတ်မှာလည်းစိတ်ဝင်စားစရာအကြောင်းအရာများနဲ့အတူပြန်လာခဲ့ပါမယ်။